မှာပြင်းနေကြတဲ့လူတွေကြောင့်မပြောပြလို့ရင်းနဲ့ချီသမျှကျွန်တော်ပြောတော့မယ်တရားဝဲရှိရဲ့ကြောင်းရင်ဘယ်သူလဲတဲ့ပုဂ္ဂိုလ်ခွဲတရားလဲရွေးလို့ဂုဏ်ယူမိရဲ့ရုပ်ကလေးလျှော်ရင်ဆူလာတန်လေးကောင်းတဲ့ဆူလာဆွဲလေးနဲ့တရားဝဲကိုလာတရားဝဲပြီးသူဒိတ်ကြီးမကွာတရားတော့နာတရားမသိပါသူတရားမတွေ့ပါဆရာတော်ဟောတာအကောင်းလေးဦးဝဲဆွဲလန်းဆိုတဲ့ဥပါရဲ့ဒါတွေမသိရှာဘူးတရားလဲနာပေါင်းများပြီးအမြဲတမ်းသူကြိုက်တဲ့ဆရာတော်တရားဝဲမှသူတရားနိုင်တာဝိပဿနာတရားလိုက်စားလဲမဟာစီမတဲ့တချို့ကတော့မိုးကုတ်ကြိုက်လို့ပြိုင်ရင်းကြတယ်တို့ကတော့တရားစခန်းဖွင့်မှာဘာဝနာပွားမယ်တို့ပြိဿသမုပ္ပါတရားမှာတကယ်နာရှင်နေမာနလေးတွေရှောင်ကွာသဝိနည်းပြီးဓမ္မတွေဟာအားလုံးပဲဘုရားဟောတာပါဘုရားဟောသမျှအကုန်လုံးကျင့်တရားတရားတိုင်းမှာတရားတိုင်းနာတရားတိုင်းရှုပါကုသိုလ်မလုံးရသေးခင်အတ္တမာနတရားကမတော်နဲ့နေအောင်နိဗ္ဗာန်ရွာခန္ဓာထဲမှာတရားရှာမောဟဆိုတဲ့ဝိဇ္ဇာမသိတော့ပျော်မွေ့ကိလေသာတတိရှိရှိဉာဏ်နဲ့ရှုပါတရားလိုက်စားလဲမာစီမာတယ်တချို့ကတော့မိုးကုတ်ကြိုက်လို့ပြိုင်ရင်းကြတယ်တို့ကတော့တရားစခန်းဖွင့်မှာဘာဝနာပွားမယ်တို့ပြိဿသမုပ္ပါတရားမှာတကယ်နာရှင်နေမာနလေးတွေရှောင်ကွာသဝိနည်းပြီးဓမ္မတွေဟာအားလုံးပဲဘုရားဟောတာပါဘုရားဟောသမျှအကုန်လုံးကျင့်တရားတိုင်းမှာတရားတိုင်းရှုပါကုသိုလ်မလုံးရသေးခင်အတ္တမာနတရားကမသွားနဲ့နေအောင်နိဗ္ဗာန်ရွာခန္ဓာထဲမှာတရားရှာမောဟဆိုတဲ့ဝိဇ္ဇာမသိတော့ပျော်မွေ့ကိလေသာတတိရှိရှိဉာဏ်နဲ့ရှုပါ